ဒီနေ့ကတော့ကျမ holiday မြတ်မကယူထားတဲ့ရက်ပေါ့နော်တစ်ပတ်လုံးလုံးဝမနာရတဲ့အတွက်ကြောင့်မနေ့တစ်ပိုင်းလေးတော့ကျမလုံးဝခဏပြုံးနာနေနေပွားတော့လုပ်ပြီးတော့ကကြတော့ခုအိမ်မှာကျမပြန်နာနေကိုကဘာမှပြန်မပြောဘဲနဲ့ငင်ခံလိုက်ရလို့ရှိရင်တို့ကိုကြောက်လို့တို့ပြန်မပြောရဲလို့တို့တို့ပြောသမျှငင်ခံနေရတယ်တို့လိုမျိုးတွေစိတ်ကြီးဝင်ပြီးချင်းကြောက်တယ်ဆိုတော့မရှိဘူးလို့ကျမတို့ထင်တယ်အမှန်တိုင်းပြောရင်ကျမလည်းဘူးမှမကြောက်ဘူးကျမလည်းဘူးမှမကြောက်ဘူးကြောက်တဲ့ထဲမှာလည်းကျမမပါဘူးဒါပေမဲ့တခုရှိတာကညံ့ရီပေါ့နော်ညံ့ရီတချို့ကျတော့လေကျမတို့ကဒီလူတယောက်နဲ့နောက်ပြန်ပြီးတော့ပတ်သက်ဆက်ဆံစရာမရှိတော့ဘူးဒီလုံးဝပြတ်တောက်လို့ရတဲ့ဆက်ဆံရေးလူတွေလားလုံးဝဒီလူမျက်နှာကိုနောက်တစ်ခါပြန်ကြည့်စရာတော့မလိုတော့တဲ့အခြေအနေမျိုးဆိုတာမျိုးလားဒါဆိုရင်တော့သိကြတယ်အဲ့ဒီလူမျက်နှာကိုကျမတို့စစ်စစ်ကြည့်ပြီးတော့လက်ညှိုးငေါက်ထိုးပြီးတော့ဇင်းထဲမှာရှိနေအကုန်ပြောလိုက်လို့ရတဲ့တက်တီမျိုးတွေကလူတိုင်းမှာရှိရယ်ကျမမှလည်းရှိရယ်ရှင်တို့မှလည်းရှိရအားလုံးမှရှိရယ်ဟုတ်တယ်နော်ကိုတွေကဘာမှမပြောဘဲငြိမ်ခံနေလိုက်တယ်ဆိုတာမျိုးဘာမှမပြောဘဲနဲ့ဒီတိုင်းပဲကြည့်နေလိုက်တယ်ဆိုတာမျိုးကသူ့ရဲ့အပြောတွေကိုကလက်ခံလို့တော့မဟုတ်ဘူးပေါ့နော်သူနဲ့ relationship ကလုံးဝပြတ်တောက်လို့မရတဲ့အခြေအနေမျိုးတွေနော်ဒါတီးခံနေရင်တီးခံရမျိုးရှိရယ်နားလည်ပြီးရင်နားလည်ပြီးရတာမျိုးရှိရယ်ဥပိ္ပခာပြုတ်လို့ရဥပိ္ပခာပြုတ်လိုက်ရတာမျိုးရှိရယ်ဒါကိုတချို့ကစိတ်ကြီးဝင်နေပြန်မပြောရဲပါဘူးပြန်မလုပ်ရဲပါဘူးကြောက်ပါတယ်သူကကြောက်တယ်လေသူပြန်မပြောရဲကျမရည်ကျင်တယ်ကျမတို့ကကျမဘူးမှမကြောက်ဘူးကျမမကြောက်ဘူးရှင်တို့လည်းကြောက်မယ်မထင်ဘူးရှင်တို့လည်းဘူးမှမကြောက်ဘူးဟုတ်တယ်နော်ဒီလူတယောက်နဲ့နောက်ထပ်ဘာမှပြန်ပြီးဆက်ဆံစရာမလိုတော့ဘူးဒီလူမျက်နှာကိုပြန်ကြည့်စရာကိုမလိုတော့တဲ့အချိန်မျိုးဆိုလို့ကျွန်တော်တီးကြတယ်အဲ့လူရဲ့မျက်နှာကိုစီးစီးကြည့်ပြီးလက်ညှိုးငေါက်ထိုးပြီးတော့ဒီထဲမှာဟာငနေမိတော့ပြောချပလိုက်လို့ရတဲ့လူတွေကြီးပဲဘယ်သူမှနေတဲ့လူမပါဘူးဘယ်သူမှမပြောရဲမဆိုရဲလူတယောက်မှမရှိဘူးပြောတတ်တယ်ဆိုတတ်တယ်ဒီလေဒီလူတွေကပတ်သက်ဆက်ဆံရအောင်မယ်ရေးရှိလဲဒီလူတွေကလမ်းဆက်ပြီးတော့ဘဝခီကိုဆက်သွားရအောင်မယ်ဒီလူနဲ့အမြဲတမ်းကပေါင်းတင်ဆက်ဆံနေရအောင်မယ်ဆိုလို့ရှိရင်အိမ်တော်ရေးတစ်ခုပဲဖြစ်ဖြစ် relationship တစ်ခုပဲဖြစ်ဖြစ်အပေါင်းအသင်းတွေပဲကြားမှာပဲဖြစ်ဖြစ်မိဘဆွေမျိုးတိုင်းဝိုင်းကြားမှာပဲဖြစ်ဖြစ်ညှိနှိုင်းရတာရှိရယ်ခွင့်လို့ရတာရှိရယ်နားလည်ရတာရှိရယ်ဥပိ္ပခာပြုတ်လိုက်ရတာမျိုးနဲ့အချိန်မျိုးတွေရှိတယ်ဒါဆိုလို့ရှိရင်လည်းဆိုပြီးတော့ခေါင်းငိမ်ပြီးတော့ပဲနေလိုက်ရတဲ့အခါမျိုးတွေရှိတယ်အဲ့ဒါကြောက်တော့မဟုတ်ဘူးနော်တိဖို့ပြောချင်တိုင်းပြောလိုက်တာအဆက်ဖြားလေးကနေပဲအတင်စီးမခံနိုင်လို့သူ့ရဲ့စကားကိုယ့်ပေါ်မှာလာပြီးတင်စီးတာမကြိုက်လို့အကျော်မခံနိုင်လို့ပြန်တော့ပြောလိုက်တာပဲဒါပေမဲ့တစ်ခါလေးကြားလို့လေကိုယ့်စကားကကိုယ့်ပြန်ထိရရရှိတယ်အဲ့တော့ကျမတို့ကခေါင်းသုံးရတယ်ပါဇက်ကပြောမဲ့အရာတိုင်းခေါင်းသုံးပြီးပြောရတာမျိုး